1988ခုနှစ်မှာရာဂုံမြို့မှာကျောင်းသားပြည်သူရဟရှိလူအပေါင်းတို့ကဒီမိုကရေစီအခွင့်အရေးပြလေရရှိရေးအတွက်စာဒပြတိုက်ပွဲဝင်ကြပါတယ်။ဒါပေမဲ့ဒီလိုတိုက်ပွဲဝင်တဲ့အချိန်မှာဘာမှလဲနဲ့မပါဘဲနဲ့ရိုးရိုးသာတိုက်ပွဲဝင်ပါတယ်။ GOSU အဖွဲ့ကအဲ့ဒီစာဒဝေတိုက်ပွဲတွေကိုတနနဲ့ပြည်တယ်လဲနဲ့ကြီးငယ်နဲ့ပြီးတော့လူကလေးလူငယ်လူကြီးရဟတာကတွေအများကြီးအမြောက်များဒီကြီးပျက်စီးသွားပါတယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒါဟာလူဆိုးလူမိုက်အလုပ်ကြီးပါတယ်အဲ့ဒါအစိုးရလုံးမဟုတ်ဘူးဒါလူဆိုးလူမိုက်ဒါကြောင့်မလို့ကျွန်တော်တို့အခုစီးတိုင်းနေရတာကျွန်တော်တော်လိုက်လောက်တာဘယ်သူနဲ့စီးတိုင်းလဲလူဆိုးလူမိုက်တောင်းကြသူနေဝေးဆောင်မော်နဲ့တိုက်တာဖြစ်တယ်နေဝေးဆောင်မော်အဖွဲ့ဟာတိုင်းပြည်အစိုးရလည်းမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်လည်းမဟုတ်ဘူးတောင်းကြသူကောင်းဆောင်တာဖြစ်တယ်တောင်းကြသူအဖွဲ့အစည်းတာဖြစ်တယ်ဒါကြောင့်မလို့တိုင်းသူပြည်သားဖိနေတဲ့ရက်စဲတဲ့တပ်ဖြတ်တယ်ပြီးတော့အခုဗမာပြည်မှာအားလုံးသိကြတဲ့အတိုင်းဗမာပြည်မှာဗမာပြည်အစိုးရမရှိဘူးဗမာပြည်တာမတော်မရှိဘူးအခုလက်ရှိလက်နဲ့ကင်အဖွဲ့တွေကဗမာတာမတော်တို့သူတို့ခေါ်ပါတယ်ဒါမဲ့သူကဗမာတာမတော်မဟုတ်ဘူးသူကသောင်းကြသူအဖွဲ့ဖြစ်ပါတယ်နေဝေးဆောင်မသောင်းကြသူခေါင်းဆောင်တွေကိုကာကွယ်စောင့်ရှောက်တဲ့လက်နဲ့ကင်အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်လုံးဝတိုင်းပြည်တမ်းတော်မဟုတ်ဘူးတိုင်းပြည်တမ်းတော်ဆိုတာကတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရမယ်တိုင်းသူပြည်သားရဲ့အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရမယ်တိုင်းပြည်ရာသူကာကွယ်စောင့်ရှောက်မှာဖြစ်တယ်အဲ့ဒါမှတမ်းတော်လို့ခေါ်တိုင်းပြည်တမ်းတော်လို့ခေါ်လို့ဖြစ်တယ်အခုနေဝေးဆောင်မလဲနေကတကြတိုင်းပြည်တမ်းတော်မဟုတ်ဘူးတောင်းကြသူတမ်းတော်နေဝေးဆောင်မကိုကာကွယ်ပေးတဲ့တမ်းတော်ဒါကြောင့်မလို့လူတို့သတ်တဲ့နေရာမှာသူတို့ကတာဝန်မလေးပါဘူးဒါအလုံးသိဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ခရီးတော်လာရေးကဒေါ်လာနေပေါင်းများစွာရှိပြီ1949ခုနှစ်မြောက်အခုထိပဲအဲ့ဒါကူကျောင်းသားရရှိလေးလုံးတိုက်ပွဲဗမာမျိုးသားရရှိလေးလုံးတိုက်ပွဲကျွန်တော်ရှိလေးလုံးတိုက်ပွဲကြီးပြောမပြီးဆုံးဘူးရှိလေးလုံးနဲ့40ကုန်းပေါင်းမှပြီးဆုံးမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာဗမာပြည်လွတ်လိုက်ပြရတာကျွန်တော်သိတယ်ဗမာပြည်လွတ်လိုက်ရအင်္ဂလိပ်လက်ထက်မှာပြရတာကဟိုဒီမဟာဗမာလူမျိုးကြီးလက်ထက်မှာအားလိုက်တဲ့ဟိုဒီအင်္ဂလိပ်ဆိုရကဒီမိုကရေစီအခွင့်အရေးမပါတော့ဒီမိုကရေစီခွင့်ရအင်္ဂလိပ်နောက်ပါသွားတယ်ဗမာပြည်မှာဒီမိုကရေစီအခွင့်အရေးမရှိတော့ဘူးဗမာပြည်ကိုတခြားလုံးအုပ်ချုပ်တာကဖာစာပလာဆိုရကနေပြီးတော့အခုနေဝေးဆောင်မဆိုရတောင်းကြသူအထိပဲကျွန်တော်တို့သိရတော့ဘိုးတို့ကကျွန်မဟာလူမျိုးကြီးစနစ်နဲ့အုပ်ချုပ်တယ်မဟာလူမျိုးကြီးစနစ်နဲ့အုပ်ချုပ်တော့လူမျိုးစုတာဘာခွင့်ရမှမရှိဘူးလူမျိုးစုကအဖိနှိတ်ခံမြဲခံနေရတယ်ပြီးတော့အခုကျွန်တော်တို့ဗမာကောင်းဆောင်နဲ့ကျောင်းသားကောင်းဆောင်တွေဟိုလေခါရတာသိရတာကတော့ဟို88ခုနှစ်လောကပဲသိတယ်ကျွန်တော်တို့ခါတာနေပေါင်းများစွာ49ခုနှစ်ကအခုထိပါကျွန်တော်တို့လူမျိုးစုတွေက
မဟာလူမျိုးကြီးစနေရဖိနေချုပ်ချက်တပ်ဖြတ်တာကဟို49ခုနှစ်ကနေပြီးတော့အခုထိဖြစ်ပါတယ်ကြောင်တို့ညာလေးပဲခရဲညာလေးပဲခရဲပြီးတော့တောင်တလျှောက်ကြောက်ကြီးမြို့နယ်ရွှေရည်မြို့နယ်ဒီတလျှောက်မှာကျွန်တော်ကြီးလဲလို့ရှိ49ခုနေမှာဆိုရင်ကျွန်တော်တို့ကြီးရွာတာအကုန်လုံးမိလောင်ပြကြတယ်မိမလောင်တဲ့ရွာမရှိပါဘူးအကုန်လုံးမိလောင်တယ်အဲ့ဒါမဟာလူမျိုးစနစ်ကအကုန်လုံးမိရှုပြီးတယ်ကြီးရွာမှာသမျှအကုန်မိရှုကျွန်တော်တို့ခါနေရတယ်ပြီးတော့မော်လမြိုင်ခရိုင်ဘက်မှာကြီးလိုက်လို့ရှိရင်ကျွန်တော်တို့မုံရွာကြီးရွာဒီတိုင်းပဲမိရှုတယ်ကောက်ဂရိတ်မြို့နယ်ဂျာအေးမြို့နယ်အဲ့ဒါမုံရွာကြီးရွာတွေအကုန်လုံးဖာစာပလာတာတွေဝေးတော့မိရှုတယ်ပြည်ရှိတဲ့ကုန်ယူတဲ့ဒါကြောင့်မလို့ကျွန်တော်တော်လာကျွန်တော်ပြောတယ်မဟာလူမျိုးစနစ်ကိုကျွန်တော်ဆက်ကြည့်တယ်မဟာဗမာလူမျိုးစနစ်ရေးခွေရင်းနဲ့လွတ်လပ်ခွေဆိုတာကကမ္ဘာလူသားနဲ့အားလုံးဖဲဆိုင်တယ်ကမ္ဘာလူသားနဲ့အားလုံးတာတယ်ကမ္ဘာလူသားအားလုံးခံစားခွေရှိရမယ်ဒါမဲ့ကျွန်တော်ဗမာပြည်မှာဆိုရင်ကျွန်တော်မခံစားရဘူးကျွန်တော်လူမျိုးစုတရားဗမာပြည်မှာဆိုရင်လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်ရှိပါတယ်လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်ဖြစ်တဲ့အတွက်လူမျိုးပေါင်းစုံပိုင်ဆိုင်တဲ့တိုင်းပြည်လည်းဖြစ်ရမှာပဲဒါမဲ့ဗမာပြည်ကဒီလိုဖြစ်ဘူးဗမာပြည်ကဗမာကကြီးစိုးပြီးတော့ကြာတဲ့လူမျိုးစုတွေအားလုံးအဖိနှိပ်ခါရတယ်အနေခါရတယ်အချုပ်ချက်ခါရတယ်အစော်ကားခါရတယ်ဒါကြောင့်မလို့ကျွန်တော်တို့လူမျိုးစုတွေကမဟာဗမာလူမျိုးကြီးစင်တီကိုကျွန်တော်တို့ဆက်ကြည့်ရတာပါပဲကျွန်တော်တို့ကဗမာကိုမဆက်ကြည့်ပါဘူးပြီးတော့ကျွန်တော်တို့ဖိနှိပ်ချုပ်ချက်တာဗမာလူထုကကျွန်တော်တို့ဖိနှိပ်ချုပ်ချက်တာမဟုတ်ဘူးဗမာပြည်လူထုကကျွန်တော်တို့စော်ကားတာမဟုတ်ဘူးကျွန်တော်တို့စော်ကားတယ်ကျွန်တော်တို့သားပြတယ်ကျွန်တော်တို့ချုပ်ချက်တာကမဟာလူမျိုးကြီးစနစ်ကိုကင်ဆွဲတဲ့လူတွေမဟာလူမျိုးကြီးစနစ်ကိုခေါင်းဆောင်တဲ့လူတွေမဟာလူမျိုးကြီးစနစ်ကိုနောက်လိုက်တဲ့လူတွေဖြစ်ပါတယ်ဒါကြောင့်လို့ကျွန်တော်တို့ကြီးတော်လာရေးကျွန်တော်တို့ကြီးလူမျိုးကျွန်တော်တို့လူမျိုးစုတွေဟာအဲ့ဒါပြသားသားကျွန်တော်ခွဲခြားလို့ရပါတယ်ကျွန်တော်တို့ကဒီဥစ္စာဗမာလုပ်တဲ့ကျွန်တော်ရာသူကဗမာပဲကျွန်တော်တို့ဒီလိုမထားဘူးကျွန်တော်တို့ဖိနေချုပ်ကျစော်ကားတာဘာတူလဲကျွန်တော်တို့ဖိနေချုပ်ကျစော်ကားတာဖာစာပလာမာရှာလာဒီကောင်းတဲ့ဖားလေဒီကောင်းတဲ့မဟာလူမျိုးစနစ်ကိုင်ဆွဲတဲ့လူတွေဖြစ်တဲ့အတွက်ဒီလူတွေတို့ရာသူဗမာလူမျိုးကတို့ရာသူမဟုတ်ဘူးဒီအချိန်ခါတော့ကဆိုရင်ရှင်းပြောမယ်ဆိုရင်ဗမာလူမျိုးကအဲ့ဒါမသိဘူးကရင်လူမျိုးနဲ့လူမျိုးစုတွေခါတော့ဗမာနာမလဲဘူးဗမာကမဟာလူမျိုးကြီးကိုကင်ဆွဲတဲ့လူတွေလောက်တာမှားတယ်လို့ပဲထင်ကြတယ်ဒါမဲ့ယာကုန်88ခုနှစ်ယာကုန်မြို့မှာဗမာမျိုးသားတွေခါရတဲ့အချိန်ကြတော့ဗမာမျိုးသားလည်းမခံနိုင်တော့ဘူးမခံနိုင်တော့အဲ့ဒီဥစ္စာပြသစာရည်တော်လာတယ်တော်လာတော့ကျွန်တော်တို့လူမျိုးစုနဲ့ပေါင်းမိလာတာပဲကျွန်တော်တို့လူမျိုးစုကသူတို့အမျိုးမျိုးတိုင်းပြည်ကိုသိဆောင်တဲ့အလွဲအမှားတွေနားလည်မှုပေးတယ်ဒါမဲ့သူတို့လုပ်တာမမှန်ဘူးသူကမှတရားစွဆွဲတာပါသူတို့ကလူမျိုးစုတွေကကြည်မြောက်တဲ့လူမျိုးရေးအယူဆရှိတယ်ကြည်မြောက်တဲ့လူမျိုးစုအယူဆရှိတဲ့အတွက်ကြောင့်သူတို့တိုက်ခိုက်တယ်သူတို့ကိုဆက်ကြည့်တယ်အမှန်ကြတော့ကြည်မြောက်တဲ့လူမျိုးရေးအ
အဆမရှိဘူးကြီးမြောက်တာမဟာလူမျိုးစနစ်ကိုဂိုင်ဆွဲတဲ့လူသားဖြစ်တယ်ကျွန်တော်တို့လူမျိုးစုတာကျေပြတဲ့လူမျိုးရဲ့အယူဆရှိပါတယ်ကျွန်တော်တို့လူမျိုးစုတာသဘောထားကြီးနဲ့သဘောထားကျေပြရှိတဲ့အတွက်ကြောင့်ရှိလေလို့အရေးခက်ဖြစ်ပြီးနောက်ကျွန်တော်တို့စီမှာရောက်လာတဲ့ကျောင်းသူကျောင်းသားကျွန်တော်တို့စီမှာရောက်လာတဲ့ဗမာနိုင်ငံရေးဖွဲ့တွေကကျွန်တော်တို့ကြိုဆိုလက်ခံတယ်ကျွန်တော်တို့ကြီးမြောက်မှုရှိမယ်ဆိုလက်ခံမှာမဟုတ်ဘူးကျွန်တော်တို့ဒီလိုမဟာလူမျိုးရေးစနစ်ကကျွန်တော်တို့ပြည်နေချုပ်ချဲတာကျွန်တော်တို့ဗမာလို့ကျွန်တော်မခါယူဘူးကျွန်တော်တို့ဒီလူမျိုးမဟာလူမျိုးရေးစနစ်ကိုကင်ဆွဲတဲ့လူတွေသာဖြစ်တယ်ဗမာတို့ယာသူမဟုတ်ဘူးလို့ကျွန်တော်တို့ဒီလိုအတိအကျကျွန်တော်တို့ခါယူတယ်ပြီးတော့ဒီမာရှာလာအစိုးရအရေးတော်မာရှာလာအစိုးရပေါ့ပြီးတော့ဖာရှာဗလာအစိုးရတွေကသူတို့ကဗမာလူထုတရားလုံးကသူတို့ထောက်ခံလောင်းဗမာလူထုတရားလုံးကသူတို့ဘက်မှာယက်တီလောင်းသူတို့ကလူမျိုးစုနဲ့ဗမာအကြားလူမျိုးရဲ့ထီကြီးအောင်သူဖော်တယ်ဖော်ကြည့်တယ်လှုပ်ချေတယ်ကြေးရွာရောက်တဲ့အကုန်ဖတ်အကုန်မတေးကြည့်အကုန်မီးရှို့လူမျိုးစုကြေးရွာမှာရောက်လိုက်ဒီတိုင်းပဲဒါမဲ့ကျွန်တော်တို့လူမျိုးစုတွေသဘောကြီးထားတာနဲ့သူတို့ရဲ့ဖာတီးတဲ့ပဋိပက္ခကျွန်တော်တို့ရှောင်ရှားတယ်ကျွန်တော်တို့မလုပ်ဘူးကျွန်တော်တို့ဗမာလူထုကိုကျွန်တော်မလုပ်ဘူးဗမာရသူရသားကိုကျွန်တော်တို့မတရားသဖြင့်မလုပ်ဘူးဘာလဲကျွန်တော်တို့ရာသူနဲ့ကျွန်တော်တို့မိတ်ဆွေကြောင့်ပြခွဲတယ်ခွဲတော့အဲ့ဒါကျွန်တော်တို့လုံးမဖြီးဘူးသူတို့ကဘာပဲလုပ်ကျွန်တော်တို့လည်းဒီလူထုကိုကျွန်တော်ခေါ်တော့ကျွန်တော်တို့သူတို့ပြဆွေးနွေးခွဲကြည့်ခွဲပြတယ်အခုဒီလူထုလာတတာဘာတူလဲဒီလူထုလာတတာကမဆလာတာရီဖာဆာဗလာတာရီဒါကြောင့်မလို့ကျွန်တော်တို့ကဒီကောင်တွေကိုကျွန်တော်တို့ပြပြီးတော့ဆက်ရမယ်ကျွန်တော်တို့ပြပြီးတော့တိုက်ခိုက်ရမယ်ဗမာလူထုလည်းမဆိုင်ဘူးဗမာလူထုအရာမလုပ်ရဘူးဗမာလူထုကကျွန်တော်တို့မိတ်ဆွေပါကျွန်တော်အဲ့ဒီအတိုင်းပဲလူထုကိုသဘောတရားပေးထားတယ်သူတို့ကလူမျိုးချီကြီးကိုအများကြီးလွန်လာတယ်လှုပ်လဲလှုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့လူမျိုးဆိုတာရှောင်ရှားတယ်ဒါကြောင့်လို့ကျန်တော်ဗမာမျိုးသားအားလုံးကငားလေဖို့ကျွန်တော်တို့လူမျိုးစုကကြီးမြောက်တဲ့လူမျိုးရေးအယူဆမရှိဘူးဆိုတာကျန်တော်နားလေဖို့ပဲကျွန်တော်ပြောကြည့်တယ်ပြီးတော့အခုဗမာပြည်မှာဆိုရင်လူမျိုးပေါင်းစုံနေတဲ့တိုင်းပြည်ဖြစ်တယ်လူမျိုးပေါင်းစုံရဲ့ပိုင်ဆိုင်တဲ့တိုင်းပြည်လည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကညီညီညွတ်စီလုံးလုံးနဲ့ကျွန်တော်တို့နေနိုင်သွားဖို့အတွက်ဟာဘဒုတာဝန်နဲ့ကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ထင်တာဝန်ရှိဆိုဗမာဖြစ်မှာပဲဗမာကတကယ်တိုင်းသားစီရိုးရေးတိုင်းသားသွေးစင်းမျိုးဒီလျှောက်ကြမယ်ဆိုရင်မဟာဗမာလူမျိုးရေးစနစ်ကိုစွတ်လို့ရမှာပဲမစွတ်လို့လည်းမဖြစ်ဘူးမဟာဗမာလူမျိုးကြီးကိုဆက်လက်ခိုင်ဆွဲလို့ရှိရင်အဲ့ဒါတိုင်းပြည်အေးမှာမဟုတ်ဘူးညီရွေးလဲဒီလျှောက်လို့ရမှာမဟုတ်ဘူးမဟာလူမျိုးကြီးစနစ်နဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်လို့ရှိရင်ဒါလူမျိုးစုကိုဖိနေရမှာပဲလူမျိုးစုစော်ကားရမှာပဲဒါလူမျိုးစုစော်ကားဘယ်လိုနေမလဲကြေကြီးပဲသေမှာမဟုတ်ဘူးလူမျိုးစုကြီးသေမှာမဟုတ်ဘူးဗမာလည်းသေမှာပဲဘယ်လိုသိတဲ့အတိုင်းပဲဒီဗမာပြည်လွတ်လိုက်ရလာခဲ့တာနေပေါ40ကျော်ပြီကျော်ပြီမဲ့လို့စီးလို့ရင်မှတစ်ခါမရှိဘူးအမြဲတမ်းဗမာပြည်လူထုတရားလို့သိကြတာပဲတိုက်ပွဲအမြဲရှိတာပဲကြေလည်းသိဗမာလည်းသိကလုံးသိပဲအဲ့ဒါ
အဲ့ဒါဘာကြောင့်လဲရှာကြပါဣဇာဒီအမကိုရှာမအမကိုပြတီဆောက်လို့ရမယ်အမကိုမမြင်လို့ရှိရင်အမကိုတီဆောက်လို့မရဘူးအခုကကြောင့်တော့ဗမာပြည်ကဘာယောဂရှိတယ်ယောဂရှိတဲ့အတွက်ဆရာဝန်လို့တယ်ဒါကြောင့်လို့ကျွန်တော်တို့ဒီယောဂကြောင့်တော့ကူရေးတယ်ကူရေးတော့ဆရာဝန်လို့တယ်ဆရာဝန်ကတခြားမဟုတ်ပါဘူးဆရာဝန်ကအခုဒီမှာရောက်ရှိလာတဲ့ဗမာနိုင်ငံရေးသမားဗမာတော်လိုင်းသမားဒီခမဆောင်မှာရှိတဲ့ရေဘော်ကောင်းဆောင်အလုံးရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့ဒီလျှောက်ကြမယ်ဆိုရင်ရမှာပဲကျွန်တော်ဆရာကိုကောင်းဖြစ်ခဲ့လို့ရှိရင်ဒီဗမာပြည်အဲ့ဒီမဟာလူမျိုးစနစ်ဖယ်ရှားမယ်မဟာလူမျိုးစနစ်မဖယ်ရှားလို့ရှိရင်စီးလို့ရင်ကဘယ်တော့မှတီချောက်လို့မရဘူးဒီချောက်လဲခိုင်မြဲမှာမဟုတ်ဘူးခဏခေတ္တသာဖြစ်မယ်ပြီးတော့ကျွန်တော်တို့လူမျိုးစုနေတဲ့ကခေဗမာစီးလို့ရင်ခေဗမာလူမျိုးစုစီးလို့ညီရတီချောက်ဖို့တွေ့ရကျွန်တော်တို့တရနေ့ညီရလို့ဖို့ကျွန်တော်တို့အဲ့လိုသဘောမထားဘူးကျွန်တော်ထာဝန်စီညီရတီချောက်ဖို့တွေ့ကျွန်တော်တို့ခေမှညီရတီချောက်ပြီးတော့ကျွန်တော်တို့ခေမကကျွန်တော်တို့ကိုမြင့်မြတ်ခေအထီးကဘာဆုံးတဲ့ချီပဲကျွန်တော်တို့ညီရတီချောက်ဖို့ကျွန်တော်လိုလားတယ်အဲ့လိုကျွန်တော်တို့သဘောထားရှိကြမယ်ဆိုရင်မခဲ့ပါဘူးကျွန်တော်တို့ကတိုင်းပြည်ကိုမတရားတဖြည်းအုပ်ချုပ်တဲ့သောင်းကြသူနေဝေးဆောင်မလူချို့လူမိုက်ကိုအပြုတ်တိုက်ဖို့ကျွန်တော်တို့ညီညာညာနဲ့စီစီလုံးလုံးနဲ့လုပ်ဖို့လိုပါတယ်ညီညွတ်ရေးအရေးကြီးတယ်ညီညွတ်ရေးမရှိဘယ်တော့မှလုံးဖြစ်ဘူးပြီးတော့ညီမြမှုကျွန်တော်တို့တိုင်းပြည်မှာညီမြမှုရှိရမယ်လောဘမကြီးရဘူးလောဘကြီးဒုက္ခရောက်တာလေဗမာပြည်မှာဆိုရင်ခုနကပြောလို့တချို့ကလောဘကြီးတဲ့အတွက်တိုင်းပြည်ဒုက္ခရောက်နေတယ်မဟာလူမျိုးကြီးစနစ်ကိုကင်ဆွဲတဲ့ဗမာကောင်းဆောင်လက်ရှိဗမာကောင်းဆောင်တချို့တွေကသူတို့ခါယူကြဟာလူကေးရလူနေစုလာဖြစ်တယ်ကေးရလူနေစုဖြစ်တဲ့အတွက်ကြောင့်အကုန်တိုက်ပလိုက်အကုန်နေပြီးမှာပဲဒါမဲ့ကျွန်တော်တို့နေ့ပေါင်း40တိုက်ခက်နေတာကိုပြကြည့်လိုက်မယ်ဆိုရင်ဗမာအားနဲ့မနိုင်ပါဘူးဗမာအားနဲ့ကျွန်တော်တို့နေကူလို့မရဘူးနေကူလို့မရတော့နိုင်ငံခြားမှာအကူအညီယူရတယ်လက်နဲ့တွေငွေတွေအများကြီးကူညီယူတော့ကဘာမှာအကျွေးအများကြီးတည်နေပါတယ်နေပေါင်း40ကျွန်တော်တို့ကိုခြေမှုတိုက်ခက်နေတော့သူတို့ကရှေးတဲ့နိုင်ငံဖြီးသွားတာပဲရှေးတဲ့တိုင်းပြည်ဖြီးသွားတာပဲနောက်ထပ်နေ40သာဆက်လက်အဲ့ဒီစိတ်ဓာတ်မျိုးခံယူသွားရင်ခွေးဖြီးမှာပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးညီညာညာနဲ့လုပ်ကြဖို့အခုပေါ်ထွက်လာတဲ့ဗမာနိုင်ငံရေးသမားတွေကကျွန်တော်ထင်တယ်အမှားမှကိုခွဲခြားနိုင်မဲလို့ကျွန်တော်တို့ပြည်ရခါယူတယ်ပြီးတော့အခုဗမာနိုင်ငံရေးသမားတွေကဒီမဟာလူမျိုးစနစ်ကလုံးဝလက်ခါတော့မှမဟုတ်ဘူးလို့ပဲကျွန်တော်အဲ့လိုမြင်တယ်လူမျိုးစနစ်ကိုသူဖယ်ရှားမယ်လို့ကျွန်တော်ထင်တယ်အဲ့လိုဖယ်ရှားလို့ရှိကျွန်တော်တို့ဗမာနဲ့လူမျိုးစုကညီညွတ်ရေးတီဆောက်အခိုင်အမာဖြီးသွားမှာပဲလို့ကျွန်တော်ထင်တယ်ပြီးတော့အခုလိုလူဆိုးလူမိုက်တောင်းကြသူနေဝေးဆောင်မော်ကိုဖြုတ်ချလို့အများဆုံးရမယ်အခုကသူကအစိုးရမဟုတ်ပါဘူးအစိုးရဆိုလူတို့ဒီလိုမတရားပြီးသတ်ဖြတ်မှာမဟုတ်ဘူး
ဒါကြောင့်မလို့ကျွန်တော်ကတော့သူ့ကိုစောင်းကြသူပဲကျွန်တော်တို့သာမှန်ပါပဲနေဝိစောင်းမောအားလုံးသူတို့ကစောင်းကြသူပဲဒီနေ့ကစားပြီးတော့စောင်းကြသူပဲဒါကြောင့်လို့ကျွန်တော်တို့ကအခုကအမှန်ပဲမှနေတယ်အမှန်တရားအဝဲခါမှာပဲမမှန်တဲ့အလုံးအနောက်ဆုံးကပြည့်စည်သွားမှာပဲအဲ့ဒါကျွန်တော်တို့အမှန်တရားမြင်တဲ့လူတွေအမှန်တရားကိုဆုတ်ကိုင်ရတဲ့လူတွေဒီမှာရောက်လာကြပြီဒီမှာစူးစီးကြပြီဒီမှာတပူးတဘောလောက်ကြပြီဒါကြောင့်လို့ဒီနေ့ကစားပြီးတော့နောက်အဆက်ဆက်ကနေပြီးတော့ကျွန်တော်တို့လှုပ်သွားကြပါအောင်မြင်မှာပဲလို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မလို့အားလုံးပဲကျွန်တော်တို့ကညီညာညာနဲ့လှုပ်ပါဆိုလို့ကျွန်တော်အနေနဲ့နောက်ဆုံးနေကိုချုပ်ပါတယ်